Hello မင်္ဂလာပါရှင်အခုမနှင်းပြပေးတာကတော့နှစ်ချက်သားလက်ကောင်းငါးချက်သားဆွဲကြိုးငါးမူသားလက်စွပ်လေးတွေပြပေးလိုက်တာဖြစ်ပါတယ်ရှင်ကဲဒီလက်ကောက်ပန်းမွင်ရအရန်လာတယ်နော်လက်စွပ်လေးတွေလည်းတကွင်းငါးမူသားလေးတွေပါပန်းပေးရဲ့ကြီးကတော့ငါးချက်သားဖြစ်ပါတယ်ရှင်လက်ကောက်ကြီးခြေလို့ရတယ်နော်ပန်းပွင့်အကြီးပဲအရန်ကိုမှလှတယ်ရှင်ငါးချက်သားပန်းပေးရဲ့ဆွဲကြိုးကြီးဘယ်လိုပဲကြီးကြီးအရန်ကိုလှပါတယ်ပွဲတက်တွေဝတ်ဖို့အတွက်အဆင်ပြေတယ်နော်ကဲလက်စွပ်လေးတွေကတော့တခွင်းငါးမူသားလေးတွေဖြစ်ပါတယ်ရှင်ပန်းလက်ကောက်ကြီးကတော့ရှယ်လှတဲ့နှစ်ချက်သားကြီးပါအကိတ်ကြီးနော်အကိတ်ကြီးပါကဲတစ်ဆက်ဆက်9ချက်သားလေးယူမလားရှင်လက်စွပ်ကောဆို9ချက်ခွဲသားပေါ့နော်လက်စွပ်လေးတွေလည်းကြိုက်တာလေးတွေတွေ့ရင်အားပေးလို့ရပါတယ်တကယ်ကိုလှတာနော်ပန်းလက်ကောက်2ချက်သားကြီးကခြေလို့ရတယ်ရှင်လုံးဝအလန်းအစ်စ်ကြီးရောက်လာတာပါကဲမနှင်းဝတ်ပြလိုက်ပါလေ